ဆရာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာအထီးမလိုက်နိုင်တဲ့ပုံမှာပဲဒါကတော့သူတို့သဘောနဲ့သူတို့လုပ်သွားတာပဲရှိတယ်အဲကြောင့်မလို့ဒီဟာကိုဆရာနာရှင်နဲ့သွားပြီးဖက်လက်တကယ်လုပ်ပြီးတော့အပြေးယူလုပ်တဲ့ကိစ္စကဘလို့မှမဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်တို့သက်တည်ပြပြရပြီဟိုပုံကိုယ်တွေကလှုပ်ဆောင်မှုကကျွန်တော်တို့နှုတ်ဆက်လိုက်ပါတယ်လို့ပဲကျွန်တော်ပြောချင်တယ်လူထုကိုသွားမင်းကြည့်တော့စစ်ပွဲလူလားဘူးမှမလူလားဘူးကျွန်တော်ကိုယ်တိုင်လည်းမလူလားပါဘူးဒါပေမဲ့စစ်ကောင်စီအောက်မှာတစ်သက်လုံးနေချင်မလားဆိုတော့ဘူးမှမနေချင်ဘူးဆိုတော့အဲ့ဒါတော့ဒီတိုင်းနေလို့ပြကွာတိုက်ဆက်လှုပ်သွားမှာအပိုင်းကတော့လူတွေလည်းနားလေတယ်ဗျာအဲ့ဒါရှီပြီးရှောက်ပြောကြတယ်အခုလက်တွေ့ပြမယ်ဆိုစစ်ကောင်စီကတကယ်ဟန်တာဖြစ်တယ်ဒီကားတော့ပထမဆုံးတိုက်ထုတ်လာမှာဒါကျွန်တော်တို့ဘာလဲလမ်းသိမှာစစ်ရောနိုင်ငံရေးပါကျွန်တော်တို့ထိတ်ထားရောကျွန်တော်လုပ်နိုင်နေပါတယ်နောက်ဆက်တွဲဖြစ်လာမယ်နိုင်ငံရေးစစ်ရေးချနေရတော့ကျွန်တော်တို့ရဲ့လက်ထက်မှာပဲရှိပါတယ်ကျွန်တော်တို့ကတော့စစ်အာဏာရှင်ကြဆုံရေးအတွက်ဆက်ပြီးတော့တိုက်ပွဲဝင်သွားမယ်ဟုတ်ကဲ့ Prosotonic ခင်ဗျာအခုမနေ့ကပေါ့နော်ဟို KNU ဥက္ကဋ္ဌဟောင်းစောမူတူစေဖို့နဲ့တပ်မ6ဒုပလက်ခရိုင်ဥက္ကဋ္ဌဗိုလ်ချုပ်ရွှေမောင်တို့ဟာစစ်ကောင်စီဥက္ကဋ္ဌကိုကျွန်တော်တွားတွေ့ရဆိုတဲ့သတင်းကထွက်လာပါတယ်တပ်ပုံတွေနဲ့တကွာလေစစ်ကောင်စီဘက်ကကြော်ညာပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးဆရာတို့ KNU အနေနဲ့ဗာများမှတ်ချက်ပေးလို့လဲဗျအဲ့ဒါကတော့ပုဂ္ဂလိကစန္ဒအရသူတို့ပြောတာပဲဖြစ်တယ်ကျွန်တော်တို့အဖွဲ့အစည်းနဲ့လုံးဝမပတ်သက်ပါဘူးအဲကြောင့်မို့တောင်းလည်းမရှိတဲ့ပုံမှာတော့သူတို့သွားရလာတာကျွန်တော်တို့ဘာထူးခြားပြောစရာမရှိဘူးဒါပေမဲ့သူတို့နောက်မှာတော့တတ်ထူလည်းမပါသူလည်းပါမှာလည်းမဟုတ်ပါဘူးအဲဒါကြောင့်မို့ကျွန်တော်တို့ပြောချင်တာတော့ဘာမှစိုးရိမ်ကြတာမရှိပါဘူးသူတို့ပဲတောင်းကြပါစောမူတူစေဖို့ကတော့ဆရာပြောသလိုပေါ့နော်ဟို KNU ဥက္ကဋ္ဌလည်းမဟုတ်တော့ဘူးဆိုတော့မဆိုင်တော့ဘူးဒါပေမဲ့တစ်ဖက်မှာဟိုဗိုလ်ချုပ်ရွှေမောင်ကတော့ကျွန်တော်တို့သိတာတပ်မ6ဒုပလက်ခရိုင်ဥက္ကဋ္ဌအနေနဲ့တာဝန်ရှိတုံးပဲလို့သိထားတယ်ပေါ့အဲ့တော့အဲ့နဲ့ပတ်သက်ရောဆရာတခုသဘောထားထုတ်ပြန်မှုရှိလား KNU အနေနဲ့ရောသဘောထားထုတ်ပြန်တာကတော့အခုလောလောဆယ်မရှိပါဘူးဒါပေမဲ့ဟိုဗိုလ်ချုပ်တွေတော့မဟုတ်ဘူးလေဒါမှသူ့ရဲ့ဟိုတပ်ဘက်မှာနောက်ဆုံးတာဝန်ယူခဲ့တာတာဝန်မှုတိုင်းမှုတယောက်ပဲလေတိုင်းမှုဆိုတာဒုက္ခမူကြီးပဲရှိပါတယ်ဒါပေမဲ့သူလက်ရှိမှာတော့ KNU ဥက္ကဋ္ဌတာဝန်ရှိတယ်ပြောမယ်ဆိုရင်တော့ဗျာ KNU ဥက္ကဋ္ဌတာဝန်ရှိတယ်ပဲမဲ့လို့ဟိုသူနဲ့ပတ်သက်ပြီးပြောမယ်ဆိုတော့ဒါလည်းသိဖို့လိုပါတယ် KNU ဥက္ကဋ္ဌတယောက်ဆိုတော့ KNU ပေါ်မှာလုံးဝတာဝန်ရှိတဲ့သူတယောက်အနေနဲ့တာဝန်ခံမှုနဲ့တာဝန်ယူမှုဆိုတော့လုံးဝ KNUဟိုဌာနချုပ်မှာအများကြီးရှိနေရမယ်နိုင်ငံရေးရောတော့စီမံခန့်ခွဲရေးအကုန်လုံးကိုတာဝန်ယူရတဲ့တယောက်ဖြစ်ပါတယ်နိုင်ငံရေးစီယိုရင်အားလုံးပေါ့နော်ဒါပေမဲ့သူအဲ့ဒါဒီတာဝန်ကိုလက်ဟင်းနေတာလည်းကြာပါလက်ရှိကာလမှာအခုတမဟာ6ဒီဒုပလာရခရိုင်တစ်ခုလုံးကိုအခုအသစ်ဆက်တက်လာတဲ့ကျွန်တော်တို့တမဟာမူအသစ်ကပဲဒုဥက္ကဋ္ဌအနေနဲ့ပဲတာဝန်ယူပြီးတော့ခရိုင်တစ်ခုလုံးတမဟာတစ်ခုလုံးကိုကုကဲစီမံနေရတဲ့အနေအထားရှိပါတယ်အဲ့ဒီလုပ်ငန်းတွေကိုသူတို့ဖြင့်လိပ်စာဒူကနေ့စဉ်လုပ်ငန်းစီမံခန့်ခွဲမှုအကောင့်တွေပုံမှုအပိုင်းကိုတော့ KNU တွေးမှုကနေပဲတောင်းယူရပါတယ်အဲ့ဒါအားလည်းကျွန်တော်တို့ရဲ့ KNU မှာပြဋ္ဌာန်းထားရဲ့ပြဋ္ဌာန်းထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရပဲသွားနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့အတွက်တော့ဘာမှထူးဆန်းတော့မဟုတ်ပါဘူးဟုတ်ကဲ့ဆရာအဲ့တော့ဟိုခရိုင်ဥက္ကဋ္ဌအနေနဲ့သူလုပ်ငန်းတွေမလုပ်တော့ဘူးဆိုတော့သူ့အနေနဲ့အဲ့လိုထွက်စာတင်တာတို့ဘာလို့အဲ့လိုမျိုးရောရှိပြီလားဆရာအဲ့ဒါတော့မရှိပါဘူးဒါပေမဲ့အဲ့ဒါမျိုးကအပြောင်းလဲလုပ်မယ်ဆိုရင်ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဆိုတော့ဗျာမတာရှိလို့လည်းမရကျွန်တော်တို့ကဖွဲ့စည်းပုံအခြေခံဥပဒေရှိတာနဲ့အညီအဲ့ဒီဖွဲ့စည်းပုံရပြဋ္ဌာန်းချက်အရာကျွန်တော်တို့ KNU ကွန်ဂရက်ညီလာခံကိုခေါ်ပါတယ်။ KNU ကွန်ဂရက်ညီလာခံခေါ်ပြီးတဲ့နောက်မှာတော့ဥက္ကဋ္ဌအပြောင်းလဲအတွက်ဆိုကျွန်တော်တို့လည်းရွေးချယ်မှုစနစ်နဲ့သွားနေရပါတယ်။ဒီချိန်ဒီကာလဒီ KNU ကွန်ဂရက်ကိုမခေါ်နိုင်တဲ့အပေါ်မှာတော့ဒီလိုဟိုရေလိုအားဖြင့်တော့ရှိနေပါသေးတယ်။ဒါပေမဲ့ရေရှည်အားဖြင့်တော့တနည်းစပုံနဲ့အပြောင်းလဲပြရမှာတော့ဒါကတော့ကျွန်တော်တို့ဖွဲ့စည်းပုံတိုင်းသွားမှာဖြစ်ပါတယ်နော်အဲ့တော့ဒီအခုသွားတဲ့ပေါ့နော်ဒီဥက္ကဋ္ဌဟောင်းနဲ့အခုဟိုဗိုလ်ချုပ်ရွှေမောင်တို့ကသူတို့နှစ်ဦးကမကြသေးခင်ကတော့ဒီတပ်မ6ဝင်းရောဒေသတွေကဒေသခံတွေကသူတို့ငြိမ်းချမ်းရေးစုပေးတာမျိုးကျွန်တော်တွေ့ရတယ်လေဆိုတော့ဟိုအဲ့ဒီအခြေအနေကိုကြည့်ရင်သူတို့နှစ်ဦးဥဆောင်ပြီးတော့ပေါ့နော်နောက်ထပ်ဒါအဖွဲ့အစည်းပုံစံမျိုးပေါ်လာပြီးတော့ပေါ့နော်ဟိုစစ်ကောင်စီနဲ့အဲ့လိုစစ်ဆက်ညှိနှိုင်းတာတွေဒေသငြိမ်းချမ်းရေးပေါ့ဖွံ့ဖြိုးရေးတွေလှုပ်လာမဲ့ပုံစံမျိုးဟိုတွက်ဆလို့ရနိုင်မလားဆရာဘာဖြစ်ပေါ့လေဒေသကလူထုအနေနဲ့ဒီလိုပဲဟိုဒေသကျိုးကိုတစ်ရှည်လာတဲ့ဟိုတောင်ထမ်းဆောင်ခဲ့တဲ့အကျိုးပြုခဲ့တဲ့လူကြီးကိုလူမှုရေးရအတိမပြုတာတော့ဆန်းလည်းမဟုတ်ပါဘူးအဲ့ဒါတော့ကျွန်တော်တို့ဘာမှလည်းယုံမှန်းတရားမရှိပါဘူးဒါပေမဲ့တခုတော့ပြောချင်တာကတော့ဒီနေ့ဒီကာလမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးရှင်တွေစစ်ရေးရှင်တွေစစ်ကောင်စီရဲ့လောက်ရတွေကတော့ဘလို့မှလူသားတိုင်းဆန်လူသားတိုင်းမှာဆိုဘလို့မှလက်ခံနိုင်တဲ့အနေအထားတစ်ခုမှာလူထုကလည်းဘလို့မှလက်ခံလို့မရပါဘူးဒါတွေကတော့ကျွန်တော်တို့ရှည်ရှည်ဝေးပြောနေစရာမရှိပါဘူးအဲ့ဒါကြောင့်မလို့ဒါလူမှုရေးအရာကွန်ပျူတာရှင်းနေတာကတော့ကျွန်တော်တို့ဘာမှမပြောစရာမလိုတဲ့ပုံမှာတော့နောက်ဆက်တွဲဖြစ်လာမယ့်နိုင်ငံရေးစစ်ရေးအခြေအနေကတော့ကျွန်တော်တို့ရဲ့လက်ထက်မှာပဲရှိပါတယ်ကျွန်တော်တို့ကတော့စစ်အာဏာရှင်ကြဆုံရေးအတွက်ဆက်ပြီးတော့တိုက်ပွဲဝင်သွားမယ်နောက်ပြီးတော့ဒီပိုင်းကာလမှာကျွန်တော်တို့လုံးဝယုံကြည်တာကျွန်တော်တို့တောက်ဘက်မှာရောကျွန်တော်တို့လူထုဘက်မှာရောလုံးဝမမိတ်မစုံနဲ့ဆက်လက်ချီတက်နေပါတယ်ဆိုတော့ကျွန်တော်အဲ့ဒါပဲသတင်းကောင်းပါခြင်းပါတယ်နော်
ဆရာတို့ကတော့ KNU တခုလုံးရဲ့သဘောထားတော့ဆရာရှင်းတယ်ဒါကတော့ဆရာခုနပြောသလိုပေါ့နော်ဒါပေမဲ့ DKBA ရှိတယ်နောက်ငြိမ်းချမ်းရေးကောင်စီ PC ရှိတယ်နောက် BGS ရှိတယ်သူတို့ကစကားစားနဲ့စကားပြောနေတာပေါ့နော်အခုဆိုရင်မူတူစေဖိုးတို့နဲ့ဒီဗိုလ်ချုပ်ရွှေမောင်တို့ကလည်းအင်အားစုတစ်ခုအနေနဲ့ပေါ်လာခဲ့မယ်ဆိုရင်ကရင်တိုင်းသားတွေကြားမှာဒီဆွေးနွေးညှိနှိုင်းရေးဘက်ကိုအလေးသာတဲ့ပုံစံမျိုးရောဖြစ်သွားနိုင်လားဆရာအဲ့ဒီဟာကိုဆရာတို့ဘယ်လိုတွက်ဆမိလဲအဲ့ဒါတော့ဖြစ်နိုင်ပါဘူးဒီနေ့ဒီကလာမှာလက်ရှိရှိနေတဲ့ကျွန်တော်အဖွဲ့အခွဲတွေပေါ့နော်ဒီပြင်တရားမြင်နေရတဲ့ PC တို့ DKBA တို့ PCA တို့ဆိုတာလည်းကျွန်တော်တို့ကရင်လက်နက်ကိုင်အဖွဲ့ဆိုတာလည်းရှိပါတယ်ကျွန်တော်တို့အဲ့ committee ကနေပြီးတော့တိုင်းသိမ်းနဲ့လုပ်သွားတဲ့ဘက်တွေရှိတယ်ဒီဘက်ကဒီမပေါ်ရေးပေါ့ရေးအတွက်ကျွန်တော်တို့ဆက်လက်ပြီးလှုပ်ဆောင်နေတဲ့အပိုင်းတွေရှိတယ်တရားနဲ့တရားအဖွဲ့နဲ့အဖွဲ့နားလည်မှုရှိတဲ့ဘယ်ဟာပဲသူကနဲ့သူရှိနေတဲ့အနေအထားမှာရှိတော့ဘာဖြစ်ကျွန်တော်ပြောနိုင်တာတော့နောက်ထပ်ပေါ်လာမဲ့အဖွဲ့ပြီးတော့ကျွန်တော်ဘယ်လိုမှလက်ခံလို့မရဘူးအဲ့ဒါအရှင်းနေကြပါတယ်အဲ့ဒါကြောင့်လို့ဆရာတို့လည်းမြင်နေကြပါမှာနောက်ပေါ်လာတဲ့အဖွဲ့အစည်းကဘယ်လိုလမ်းသွားနေဘယ်လိုပဲခီးဆုံးမယ်ဆိုတာကျွန်တော်တို့ချင်းလေးထင်ရှားမြင်နေရပါတယ်အဲ့ဒါကြောင့်လို့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘာမှပြီးတော့ကဆရာမရှိပါဘူးကျွန်တော်တို့သွားမယ်လမ်းကျွန်တော်တို့ချင်းလေးမြင်နေတဲ့ပုံမှာတော့ကျွန်တော်ဆက်သွားဖို့ပဲရှိတယ်ပါတယ်လူထုကလည်းဒီလိုသွားမယ်လို့လည်းကျွန်တော်လုံးဝယုံကြည်ပါတယ်လူထုကိုသွားမင်းကြည့်တော့စစ်ပွဲလူလားဘယ်သူမှမလူလားကျွန်တော်ကိုယ်တိုင်လည်းမလူလားပါဘူးဒါပေမဲ့စစ်ကောင်စီအောက်မှာတစ်သက်လုံးနေချင်မလားဆိုတော့ဘယ်သူမှမနေချင်ဘူးဆိုတော့အဲ့ဒါတော့ဒီတိုင်းနေလို့ပြကွာတိုက်ဆက်ရှိတာတိုက်လို့သွားမှာအပိုင်းကတော့လူလည်းနားလေတယ်ဗျာအဲ့ဒါရှိပြီးရှောက်ပြောကြတယ်နောက်တစ်ခုကတော့ဒီ KNU အဖွဲ့ထဲမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့မြင်ရတာပေါ့နော်မကြသေးခင်ကဆိုတက်မှာ9ကဒါ NCA ကရှိသေးတယ်ကျင်ညာတယ်နောက်အခုတက်မှာ6ဗိုလ်ချုပ်ရွှေမောင်းအနေထားရှိတယ်နောက်တက်မှာလေးအနေထားပေါ့နော်ဒါတွေကိုကြည့်လိုက်မယ်ဆိုရင် KNU တွင်းမှာဒီဗဟိုနဲ့ဒီတက်မှာ3ခုနဲ့အကြားမှာမူဝါဒဆိုင်ရာကွဲလွဲမှုတွေရှိတယ်လို့ကျွန်တော်တို့မြင်နေရတယ်လေအဲ့ဒါဘယ်လောက်မှန်လဲဆရာအဲ့ဒါလုံးဝမှန်ပါဘူးဘာဖြစ်လို့ဆိုတော့ဒီမူဝါဒအောက်မှာပဲကျွန်တော်တို့သွားနေကြပါတယ်အဓိကကဘာလဲဆိုတော့ကျွန်တော်တို့မူဝါဒဟာဗျူဟာအပိုင်းနဲ့ဒီဗျူဟာအပိုင်းရှိပါတယ်ဆိုလိုတာကဟာဗျူဟာအပိုင်းမှာတော့ကျွန်တော်တို့ policy ရပါတဲ့အခါမှာဒီ policy မှာတော့ဘာမှတိတ်ဆောက်ခံလို့မရဘူးစစ်အာဏာရှင်စနစ်တက်ဖြစ်ရေးတော့ဘူးမှအငင်းပွားနေတာမဟုတ်ပါဘူးဒါပေမဲ့ဘယ်နည်းနဲ့သွားမလဲကိုယ့်ရဲ့အခြေအနေရကိုယ့်ရဲ့ခရိုင်အနေထားရသွားနေရတဲ့အပိုင်းတွေတော့ရှိပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့စစ်ရေးနိုင်ငံရေးနဲ့ပတ်သက်လာရင်တော့တခြားလုံနည်းကန်နည်းတွေကကျွန်တော်တို့မှာနီလန်ပေါင်းလို့ရှိနေပါတယ်အဲ့ဒါကြောင့်တော့မတူအကလုံးတစ်ထပ်လည်းမကြနိုင်ပါဘူးအဲ့ဒါဘာပဲဖြစ်ဖြစ်ဒီလိုပွဲပြနေတဲ့အနေထားမျိုးမှာတော့ကျွန်တော်တို့အချင်းချင်းတော့ဘာမှပြဿနာမရှိတဲ့ပုံမှာတော့ပြင်ပကြည့်နေတဲ့အခါမှာတော့နားမလည်နိုင်တဲ့အနေထားတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့တွေ့ရချင်းကျွန်တော်တို့သွားနေတဲ့ဟာတော့နေ့တိုင်းပဲမြင်နေရတဲ့အရာတစ်ခုပဲဖြစ်ပါတယ်ဘာဖြစ်လဲဆိုတော့ဒီဟာတွေကတန်တရားဖြစ်တယ်ဆိုတာလည်းအတွင်းထဲမှာတန်တရားဖြစ်နိုင်တယ်လို့အပြင်ကလည်းတန်တရားဖြစ်တယ်ဒါပေမဲ့ဒါတွေကကျွန်တော်တို့အများကြီးစားလို့ရတယ်ကျွန်တော်တို့ကိုထိန်းကျောင်းလို့ရတယ်ဆိုတော့ကျွန်တော်တို့တက်တည်ပြလို့ရတယ်အဲဒါကြောင့်ဒီကိစ္စတွေကဘာမှလည်းထူးထူးတွေမရှိပါဘူးဒါတွေကဘာပဲလဲဆိုတော့ကိုပြောချင်တဲ့ဟာကိုတော့ကိုလိုလာပြောပိုင်ခွင့်ရှိတယ်လို့ဒါပေမဲ့အဖွဲ့အစည်းနဲ့သွားတဲ့အခါမှာကျွန်တော်မဟာဗျူဟာအရာအဖွဲ့အစည်းက policy ချသွားပြီဆိုတော့ဒီတိုင်းသွားမယ်ဆိုတော့ဘူးမှမမြင်ပါဘူးဒါပေမဲ့အဲ့ဒါတော့ကိုပြောချင်တာတော့ပြောလို့ရတယ်ဒါပေမဲ့အဲ့ပြောနေတဲ့ဟာကိုဒီအဖွဲ့အစည်းပေါ်မှာတည်အောင်မရှိပါဘူးပြီးခဲ့တဲ့မကြသေးခင်ကသတင်းစာရှင်းလင်းပွဲမှာပေါ့နော်ထွေထွေတွဲမှုပရိုတာတိုမှုကတော့ NCA ကဒါစစ်တပ်အာဏာသိမ်းပြီးနောက်မှာဒါပြတ်သွားပြီပေါ့နော်သူတရားဝင်ကြေညာလိုက်တယ်ဆိုတော့အနာဂတ်မြန်မာနိုင်ငံရေးမှာစစ်တပ်လုံးဝဖယ်ရှားရတာဆရာတို့ရဲ့နိုင်ငံရေးကြီးမှန်းချက်ထားပြီးတော့ပြောသွားတာရှိတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာလည်းတက်မှ9နဲ့တက်မှ2ကိုကျွန်တော်တို့သုံးသပ်မိတာသူတို့ကကွန်ကရစ်ကိုလည်းမတက်ခဲ့ဘူးဒါပေမဲ့သူတို့ရဲ့သဘောထားပေါ့နော်ဒီလိုပြောုံနဲ့မရဘူးစာထုတ်ရမယ့်အနေအထားမျိုးဆိုပြီးတော့ကြားရတယ်ဒါအတီတော့မပြုတ်နိုင်ဘူးပေါ့နော်သူတို့ဒါတကယ်ပြောလားမပြောလားဆိုဒါပေမဲ့သူတို့သဘောထားဘိုးထက်တောင်ပိုတင်းမာတဲ့အနေအထားပေါ့နော်ဆိုတော့အဲ့ဒီအနေအထားမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်နောက်တစ်ခုကအခုလိုမျိုးပေါ့နော်စစ်ကောင်စီနဲ့စကားပြောခြင်းတဲ့အပိုင်းအနေအထားမျိုးလည်းတက်မှတချို့မှတွေ့ရတော့ဒီဆရာတို့ KNU တစ်ခုလုံးမှာပေါ့နော်အဲ့လိုသဘောထား3ခုဖြစ်နေတဲ့အနေအထားမျိုးပေါ့မြင်နေရတယ်ဆိုတော့အဲ့3ခုကကိုယ်သဘောထားနဲ့ကိုကွဲထွက်သွားနိုင်တဲ့အနေအထားမျိုးရှိလားဆရာတို့ဒါနီးနာရသွားနေလားဘယ်လိုသဘောထားမျိုးထပ်ပြီးဆရာပြောပေးနိုင်မလဲမှတ်ချက်ပေးနိုင်မလဲအဓိကအဖြစ်တက်မှနေတဲ့တက်မှပြီးကြတဲ့ဥစ္စာပေါ့နော်စက်ကူမချင်ရောကွန်ဂရက်ကိုတက်ရောက်ခဲ့ဘူးဆိုပေမဲ့သူတို့ဘာမှမကန့်ကွက်ခဲ့ဘူးဒီရဲ့ဆုံးဖြတ်ချက်အားလုံးကိုသူတို့လိုက်နာပါမယ်ဆိုတာတော့သူတို့ပြောပြီးသားအဲဒါကြောင့်မလို့ပြောနိုင်တာတော့ပါလဲဆိုတော့ကွန်ဂရက်ပြီးတဲ့နောက်ပိုင်းမှာလည်းကျွန်တော်တို့ဒီရက်တရားဒီသတင်းစာရှင်းလင်းပွဲမလုပ်ခင်ကတည်းကကျွန်တော်တို့ခဲအားလုံးကနေပြီးတက်ကျင်လေအောက်ချွေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အားလုံးကိုခဲတွေးမှုကအစပေါ့နော်ခဲဥဒ္ဒတွေအပါဝင်လုပ်ငန်းဆောင်သမျှတွေ့ဆုံဆွေးနွေးနေရတဲ့အားလုံးကိုတက်တော့ရိုက်ပြီးတော့ကျွန်တော်လုပ်နေတဲ့ဒီထားမှာတော့တကယ်အားရစရာကောင်းတယ်ဆိုတာကျွန်တော်ပြောချင်တယ်ဒီနေ့ဒီကလာမှာကျွန်တော်တွေ့နေရတဲ့
လူတူးချင်းတွေရဲ့အယူဆအရသူတို့ကဒီအယူဆကိုလုံးဝမစွန့်ပယ်နေတဲ့ပုံမှာနောက်တစ်ချက်ကဒီအကြောင်းနဲ့ဖြစ်ပေါ်လာတဲ့ဆက်အနာသိမ်းပြီးတဲ့နောက်ပိုင်းမှာအပြီးမလိုက်နိုင်တဲ့ပုံမှာပဲဒါကတော့သူတို့သဘောနဲ့သူတို့လုပ်သွားတာပဲရှိတယ်နောက်တစ်ချက်ကပါလဲဆိုတော့ဒီအစည်းအရုံးနဲ့လုံးဝမပတ်သက်တဲ့အပိုင်းမှာတော့ကျွန်တော်တို့ကကိုယ်ပြပြောနေတဲ့အခါမှာတော့အစည်းအရုံးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေနိုင်ငံရေးစီးလုပ်ငန်းတွေကိုကျွန်တော်ဆက်သွားမှာဖြစ်ပါတယ်အဲကြောင့်မို့တက်မှာခုစလုံးမှာရှိတဲ့အားကောင်းဆောင်အားလုံးကလည်းဒါတွေသဘောတည်းရှိပါတယ်မာဗျူဟာရတူညီတဲ့လုပ်ငန်းစဉ်အရတချို့နေရာမှာကွဲလွဲမှုတွေရှိမယ်ထူးခြားပြီးတော့လှုပ်ဆောင်နေရတဲ့အပိုင်းတွေရှိမယ်ဆိုပေမဲ့လို့ကျွန်တော်တို့ရည်မှန်းချက်ပန်းနဲ့တူတယ်ပဲကျွန်တော်ဒါပဲသိချင်ပြောအဲ့တော့လက်ရှိဖြစ်နေတဲ့အခြေအနေပုံမှာပေါ့နော်ဟို KNU ရဲ့ဒါမူဝါဒရှင်းရှင်းလင်းလင်းထပ်ပြီးပြောမယ်ဆိုဆရာဘာပြောချင်လဲကျွန်တော်မူဝါဒအရကျွန်တော်တို့တိုင်းပြည်ကို Federal Democracy နဲ့ထူထောင်သွားမယ်ဆိုတော့ကျွန်တော်တို့ကြီးညာထားပြီးသားအခုလက်တွေ့ပြရမယ်ဆိုစစ်ကောင်စီကတကယ်ဟန်တာပြီးဒီသားတော့ပထမဆုံးတိုက်ထုတ်ရမှာဒါကျွန်တော်တို့မူဝါဒလမ်းစဉ်မှာစစ်ရေးရောနိုင်ငံရေးပါကျွန်တော်တို့ထိတ်ခါရောကျွန်တော်လုပ်ကိုင်နေပါတယ်ဟုတ်ကဲ့ဆရာအဲ့တော့နောက်ဆုံးအနေနဲ့ပေါ့အခုဥက္ကဋ္ဌဟောင်းစောမှုတူစေဖို့နဲ့ဗိုလ်ချုပ်ရွှေမောင်တို့ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီးကရင်လူထုအတွက်ကိုဆရာတခုဗာများရှင်းလင်းပြောကြားပေးလို့လေဗျာကျွန်တော်ပြောကြားချင်တာတော့အဖွဲ့အစည်းလုပ်ငန်းကျွန်တော်တို့မျိုးသားလုံးနဲ့ဆိုင်တဲ့လုပ်ငန်းကျွန်တော်တို့နိုင်ငံရေးမူဝါဒနဲ့ပတ်သက်တဲ့လုပ်ငန်းကျွန်တော်တို့အားလုံးစစ်ရေးလုပ်ငန်းဆောင်တာနဲ့စီးရုံးလုပ်ငန်းဆောင်တာလုပ်ငန်းနဲ့ပတ်သက်လုပ်ငန်းဆိုရင်တော့ဒီနေ့ဒီကလာမှာဒီပုံပုံတွေကလှုပ်ဆောင်မှုကကျွန်တော်တို့နှုတ်ဆက်လိုက်ပါတယ်လို့ပဲကျွန်တော်ပြောချင်တယ်။ဘာဖြစ်လဲဆိုတော့အဖွဲ့အစည်းနဲ့လုံးဝပတ်သက်ပါဘူး။သူတို့နောက်မှာတတ်ထုလူထုကလည်းမရှိပါဘူး။ဒါဒီလုပ်ငန်းနဲ့ပတ်သက်ဘူး။သူတို့လူချင်းလှုပ်ဆောင်မရပါတယ်။ကျွန်တော်တို့ကလှုပ်ရှားရှိတာကိုကျွန်တော်ဆက်လုပ်သွားမယ်။အဓိကဒီဆက်အနာရှင်တက်ဆုံးရင်းနဲ့ကျွန်တော်တို့ဒီ Federal Democracy တိုင်းဒီကိုတစ်ခုကိုတိဆောက်ဖို့ဆိုရင်တော့ဒီဆက်အနာရှင်စနစ်ကိုလုံးဝချုပ်ရအောင်လုပ်နိုင်မှသာကျွန်တော်တိဆောက်လို့ရမယ်။အဲကြောင့်မလို့ဒီဟာကိုဆက်အနာရှင်နဲ့သွားပြီးဖက်လက်တကယ်လုပ်ပြီးတော့အပေးယူလုပ်တဲ့ကိစ္စဘလို့မှမဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်တို့သက်တည်ပြပြရပြီအဲဒါကြောင့်မလို့ကျွန်တော်တို့လက်တွဲပဲဟန်ချက်ရလို့လှုပ်ဆောင်သွားမယ်ဆိုတာဒါကတော့ကျွန်တော်တို့အလေးနဲ့ပြောချင်ပါတယ်ဟုတ်ကဲ့ဆရာစောတော်နီကျေးဇူးထူးတင်ပါတယ်ဗျအခုလိုမအားတဲ့ကြားတွေကဆရာအခြေအနေကိုရှင်းပြတဲ့အတွက်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာညီလဲကြီးဆရာဟုတ်ကဲ့ညီလဲကြီးနောက်လည်းပြန်ပြရမယ်